ဒီကုမ္ပဏီရဲ့ CEO ယာတူကိုကျွန်တော်သားတွေရပဲစက္ကန့်ပိုင်ခွင့်ရှိမှာမဟုတ်ပါဘူးဒီက share ဝင်နေတော့၎င်း share ဝင်တွေရဲ့မျိုးဆက်တစ်တွေတော့၎င်းစက္ကန့်ပိုင်ခွင့်ရှိပါတယ် မစင်စားရဘူးလားဒါရှင်မွေးထားတဲ့ရှင်သားသမီးအရင်နေနော် ဒီနေရာဒီရာတော့ငါနဲ့ထိုက်တယ်လို့ငါအရေးချင်းနဲ့ငါရတယ်ဆိုတာမသိ ကိုရိုနီယောက်တဲ့ empire တစ်ခုတည်ထောင်တယ်လို့မျိုးပေါ့ အဲ့ဆိုများအတွက်ဘာပြန်ရမှာ everything ငါ့ကိုရက်တော့ခုချင်း မလွတ်ဘူးငငါ့ကိုအရင်တော့ရက်ရောခဲ့သေးတာပဲအခုမှဘာလဲလာတွန့်တွန့်နေတာ ငါနဲ့ကိုရှင်းမကုန်တာဟာငါနဲ့ကိုချစ်လို့မရတာရှင်းပြီလား ဟာတကယ်နင်းစိတ်ရင်မှမဟုတ်တာ ကုမ္ပဏီရဲ့ဦးစီးဦးဆောင်ကောင်းတော့မှနောက်ကလိုက်နေတဲ့ဝန်ထမ်းတွေရဲ့ဘဝအေဂျင့်မှာ ကုမ္ပဏီရဲ့ဝင်ငွေကိုပူကျိုးအတွက်အသုံးပြုနေတယ်တချို့ကြောင့် ကုမ္ပဏီမှာငွေလွှဲသုံးထားလို့လို့ရှိရပေါ့ မိသားတစုလုံးအခေါ်ပီစာပြတ်ကုန်ကြအခေါ်မျိုးရိုးရင် ငါစင်တယ်မိလူကောင်ငါပါဆွရပြလို့ရ ဘသူမှဂယူစိုက်တဲ့ကောင်မရမှာမပေါ့နင်နားလေလားလား ကိုစောများကိုတေချာမသိသေးပါဘူး မရအောင်ကိုစောတေချာသိ လူတွေကအားနေလို့ရှောက်ပြောနေတဲ့အကြောင်းနင်သူ့ခေါ်မေးစရာလားနင်မအောင်တော့အုံတော့မရှိဘူးလား ကောလာခါလားဆိုအမှန်တရားတော့ဝမြဲပါတယ် ကြော်ခဲ့ရတဲ့မတရားအလုံးကိုရင်ခုန်နေစေနာရိုးယောက်ကဝေးစီပဲချာနာနေချိန်တွေရောပဲဆုံးချင်လဲ hey yeah ရင်ထဲမှာဆိုရလုံးနဲ့လမ်းတွေကိုရဲ့မင်းနဲ့တွေ့မှရောကြမယ်ခွေ ငါ ဆရာလေး ယုံထားတဲ့ နင်းစိတ်ထဲမှာရှိနေတဲ့ယောက်ျားတစ်ယောက်ကတခြားမိန်းမတစ်ယောက်နဲ့တူရှိတယ်နေတော်တော်ခံစားသွားပါတော့ ခြံထားခဲ့တဲ့သူကလွတ်မြောက်သွားပြီးတော့ကြံနေခဲ့တဲ့သူကဝေဒနာတပွေးတပိုင်နဲ့မနေနိုင်ဘူးမရအောင်လိုက်ဆိုင် ကိုသူလေးကိုညဘာဝေဒနာမှမပေးခဲ့ဘူး ငါမွေးတဲ့မြောက်ကငါ့ကိုပြန်ချောက်ဖို့မကြိုးစားနဲ့ ဖေရ ငါပြောတဲ့အတိုင်းငါခိုင်းတဲ့အတိုင်းမလုပ်ရင် ရှင်ကအစွမ်းကုန်တီရုံမှကိုစဉ်းစားထားတာပဲကိုကောင်းခံတော့ မင်းငါ့ကိုမိသားစုမုန်းနေလို့ရှိရင်ဒီကုမ္ပဏီကနေထွက်သွားလိုက်တော့ ထနိုင်ဘူး ဟာရွှန်စရာကောင်းတဲ့ကောင်ဒီကေရွှန်စရာကောင်းတာတိတာ အခု ငါမင်းတို့တမိသားစုလုံးကရွှန်လာ ကိုကြီးရဲ့ဘဝမှာအမောပြေစရာဆိုလို့ညာလေးစီမလေးရှိတာ ညောင်း တပြိုင်နဲ့နှစ်ကောင်လုံးမရအောင် အသွင်ကတူနေတော့အင်းတို့ဖြစ်နိုင်ပါလေ မြောက်မောင်အရင်လဲမာယာများတယ်မိမနော် အားလုံးကြည့်နိုင်ပြီ Hey Play VIP